အားလုံးပဲမင်္ဂလာပါမြန်မာကဗျာကကြိုဆိုပါရစေဒီနေ့ကျွန်တော်ဗီဒီယိုမှာတော့ Grade 11မြန်မာစာမြန်မာကဗျာရွေးချယ်ရှင်းထဲမှာပါဝင်တဲ့မပန်ရလဲမပန်ရှင်အန်ချင်းကဗျာရဲ့အန်ချင်းရေးဟန်ကာယံယူပုံအဆင့်ဆင့်တွေကိုအသေးစိတ်လေ့လာတင်ပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်စိတ်ပါဝင်စားသူများအနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုကိုဟိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့တိုက်တွန်းချင်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုကိုစလိုက်ပါတော့မယ်အန်ရှင်းကိုကာယံဇာပိုင်ယူလဲအန်ရှင်းကိုဇာပိုင်စလဲဇာပိုင်အဆုံးတက်လဲဆိုတော့ဆရာတို့လေ့လာမပန်ရလဲမပန်ရှင်စောလေမပန်ရလဲမပန်ရှင်ကြပြကောင်းစင်နဲ့စားထားတာစောလေတို့အရင်ရှေ့ခက်ကမိမပြိုလေးဟာကိုသုံးတဲ့အခါမှာနန်းတွင်းသူတိတာစောလို့သုံးနန်းတွင်းကအလုံးစကားစောလေသုံးမပန်ရလဲမပန်ရှင်မနိမလားကန္နာနတ်ဖြစ်အတိတ်ဘယ်ကိုမပြောသေးခင်စားကာယံတိကိုရင်လာမယ်နော်မပန်ရလဲမပန်ရှင်မနိမလားကန္နာမနိမလားကလာအေးရှာလာနဲ့ကန္နာကဓာအေးရှာဓာအာဆိုတဲ့အတန်ကိုယူထားတယ်ကန္နာနတ်ဖြစ်ကန္နာနတ်ဖြစ်မှာနတ်ဖြစ်တဲ့ဆုံးလာတဲ့ကာယံတစ်ပိုက်ဆုံးလာတဲ့လင်္ကာစက်နည်းနဲ့တူတယ်လို့ပြောလို့ရတယ်နော်ကြောင့်လင်္ကာလေးလုံးစက်လင်္ကာစက်တဲ့အခါမှာဒီတိုင်းလာတယ်ကန္နာနတ်ဖြစ်ပွင့်ဝက်တက်ကိုပွင့်ဝက်တက်ကတာစတ်တက်ကိုယူတယ်ဖြစ်တဲ့မင်းဆိုင်သမီးစာလုံးစတ်စိုက်ကိုယူတယ်ကာယံပြောတဲ့အတ္တတူပဲအတ္တဆိုအတ္တတူအောင်အတ္တတူအတန်တူဖြစ်အောင်အတ္တမတူဘဲနဲ့အတန်တူလည်းရတယ်သို့တော့အတ္တတူအတန်တူမှတာလျင်ကြပြဟာပို့ပြီးကောင်းတယ်လို့ကြပြပညာရှင်တွေကပြောတယ်အတ္တလည်းတူအောင်အတန်လည်းတူအောင်အခုကသူ့မှာသုံးထားတဲ့အသုံးကအတ္တလည်းတူတယ်အတန်လည်းတူတယ်စတတ်သုံးထားတာကိုတွေ့ရတယ်မင်းစသမီးကမီးဆိုတဲ့အဆုံးမင်းစသမီးကဆက်ဆိုတာအဆုံးကာယံဖြစ်တဲ့အတွက်ကြောင့်နှိုက်ကာယံ4-3နှိုက်ကာယံဖြစ်တယ်4-3နှိုက်ကာယံမှာနှိုက်ကာယံဟာဆုံးသွားတယ်ဖြစ်တဲ့အတွက်ကြောင့်ညပါရကြပြာမှာ4လုံးစက်လင်္ကာမှာ4လုံးဒီတပါရလို့ခေါ်တယ်တပါရဆိုအကြောင်းဖြစ်တစ်ကြောင်းပုတ်ရှိတစ်ချောင်းချက်တာကိုတပါရလို့ခေါ်တယ်တပါရဆုံးသွားတဲ့အတွက်ကြောင့်မင်းစသမီးကမီးဆိုတဲ့ဤအတန်ကိုယူမီးဆိုတဲ့အတန်ကဤအတန်ဤကာယံပါနဲ့ဤကာယံလို့လေလုံးဝတင်စံခအတန်လုံးဝတင်စံခအတန်ကိုဟိုမှာဖုံကြီးဆိုတဲ့ကြီးနဲ့မီးနဲ့ကြီးနဲ့ကိုကာယံယူတယ်ဖုံကြီးနတ်ဖန်ကနတ်ဖန်ကကြီးဆိုတဲ့နေရာမှာဖုံကြီးဆိုတဲ့နေရာမှာကာယံတစ်ပိုက်ဆုံးသွားတဲ့အတွက်ကြောင့်ကာယံတစ်ပါးတွဲဆုံးသွားတဲ့အတွက်ကြောင့်နတ်ဖန်မှာဖန်ကိုယူတယ်နတ်ဖန်ကဖန်ကိုယူပြီးတော့အောက်ကငါနှင်းရန်ဟုရန်ဆိုတဲ့အတ္တတူကာယံအတန်တူကိုယူထားတယ်အတ္တတူတယ်မဟုတ်လားနာတဖြစ်တဲ့တတ္တူကာယံအတန်တူကာယံကိုယူထားတယ်အတ္တတူအတန်တူပံပေလေဤပါဇောနတ္တပံပါဇောနတ္တပံကနာတဖြစ်တယ်နာတဖြစ်တဲ့အတွက်ကြောင့်အတ္တတူကာယံတူကာယံကသာဖြစ်လေ4-3တိုက်ကာယံ4-3တိုက်ကာယံအထက်ကအကြောင်းက4-3နှိုက်ကာယံအခုမှ4-3တိုက်ကာယံပြရတယ်ပံပေလေဤလေဖော်ရှင်းတို့အားလုံးစကားဖော်ရှင်းတို့သူ့ရဲ့တငယ်ရှင်းတွေကိုရင်ဖွင့်တဲ့အနေနဲ့အန်ရှင်းတွေအိုင်ရှင်းတွေမှာဒါဖက်လဲအားလုံးစကားနဲ့ပြောပြီးတော့အရှင်းကိုရင်ဖွင့်တယ်ဖော်ရှင်းတို့လို့သုံးတယ်သူတို့မှာနန်းရင်းသူဖြစ်တဲ့အတွက်ကြောင့်စောလေလို့ကိုသုံးတယ်ကိုယ့်ရဲ့တငယ်ရှင်းကိုဖော်ရှင်းလို့သုံးတယ်ကျွန်းကျေးလက်ဒေတာမှာဆိုရင်တငယ်ရှင်းကိုရောက်မှဆိုပြီးသုံးဟုတ်တယ်နဲ့ဒါတော့ဟိုမှာအိုင်ရှင်းကြပြဒီမှာတွေ့ရတယ်အိုင်ရှင်းကြပြသင်ခတ်ဘူးရမဟုတ်လား10တက်မှာသင်ရအောင်အိုင်ရှင်းကြပြတကုတ်သင်ခတ်အောင်ကဲစောလေနောက်တစ်ပိုက်စောလေနဲ့ထပ်စားတယ်စောလေကိုတော့ဆရာကာယံယူစရာမလိုဒါဖြစ်လို့လဲအာလုံးစကားဖြစ်တဲ့အတွက်ကြောင့်သူ့ကိုသူသုံးလို့တဲ့စကားဖြစ်တော့ကာယံမယူမကျင်ရလဲမကျင်ရှင်အထက်မှာမပန်ရလဲမပန်ရှင်လို့သုံးတယ်အောက်မှာမကျင်ရလဲမကျင်ရှင်လို့သုံးတယ်ရှင်ကကာယံနဲ့မင်းကသမင်ဆိုတဲ့နေရာကမင်းဆိုတဲ့ကာယံကိုယူတယ်
သမင်းနဲ့ကြမွေးနဲ့ဖကြာဆိုတဲ့အာအတန်နဲ့ဖဆိုတဲ့အာအတန်ယူတယ်အတန်တူတယ်မွေးနဲ့ဖတို့ကြောက်သားကြည့်ဥဖတို့ဖနေပြီးတော့ဆက်ပြီးတော့သားဆိုတဲ့နှစ်ကိုကာယံကိုယူတယ်4 3နဲ့ကာယံဖြစ်လာတယ်ကြောက်သားကြည့်ဥကဥဆိုတဲ့ကာယံဥဆိုတဲ့အတန်ယူတယ်တုဆိုတဲ့အတန်နဲ့လာတော့ပေါင်းတယ်ဥတုဆိုရဲဆောင်မှာနှစ်နေရာဖြစ်တဲ့အတွက်ရောက်ပါရတစ်ခုမှာနိုင်နေရာမှာကာယံယူထားရတိုက်နေရာမှာကာယံယူထားဆိုဆက်ပြီးကာယံယူလို့မရခဲ့ဒါဖက်လဲအဆုံးကာယံကိုပြန်ယူရတယ်အစပြန်စရတယ်ကာယံတရွဲ့ပြန်စရတယ်ကာယံတရွဲ့ဆုံးပြီးတာနဲ့ဆုံးဝေကာယံတရွဲ့တာနေရာမှာဆုံးလဲလို့မေးရင်တိုက်နေရာမှာဆိုဆုံးတယ်နိုင်နေရာမှာဆိုရင်ဆုံးတယ်ကာယံတရွဲ့ဟာတိုက်နေရာနဲ့နိုင်နေရာမှာဆုံးလိုက်ရဆိုရင်အပိုက်ထဲရပဲလက်ပါရတဲ့ပဲနောက်ဆုံးအလုံးရဲ့ကာယံကိုပြန်ယူဖို့သို့မဟုတ်သုံးလုံးမြောက်ရဲ့ကာယံကိုယူလိုက်ရတယ်များသောအားဖြင့်ပုံမှန်တိုက်ဆိုရင်၄နေရာမြောက်ကကာယံကိုယူတယ်ဒီစပိုက်မှာလည်းဇာနေရစာယူထားလဲ၄နေရာမြောက်ကအင်ဆိုတဲ့အင်အတန်ကိုယူတယ်ငါးသက်တန်ဖြစ်တယ်ငါးသက်အောက်ကအရှင်နဲ့ကျွန်းဆိုတာချင်းကိုယူတယ်ငါးသက်အတန်ဖြစ်တယ်အသက်တူတယ်ကာယံတူတယ်အရှင်နဲ့ကျွန်းဘုံမတန်သည်ကျွန်းတန်နာတတန်အတတန်တစ်ခုတူတယ်ဘုံမတန်သည်မှန်ပေလေဤလေမှန်ဆိုရဲနာတတန်ကိုထိုက်ယူတွေ့လား4 3တိုက်ကန်တိုက်နိုင်မို့တိုက်ကန်4 3တိုက်ကန်ဖိုက်တယ်ပေါ်ရှင်းတို့လေပေါ်ရှင်းတို့ထားလိုက်အပိုက်တိုင်းမှာပေါ်ရှင်းတို့လေပေါ်ရှင်းတို့ပါနေဖို့စောလေဆိုတာအပိုက်တိုင်းမှာအစအဖြစ်ပါဖို့ပေါ်ရှင်းတို့လေကအဆုံးတိုင်းမှာပါနေဖို့ထပ်စားရဲစောလေရှေ့မှာမပန်ရလဲမပန်ရှင်ပြောတယ်မကျင်ရလဲမကျင်ရှင်ပြောတယ်ဒီခေါက်ကမစားရလဲမစားရှင်ချွေစဉ်စတဲ့ပြီးမဲ့ကြွေတယ်တေးအထက်ကခါဝေးရပြင့်ငတ်တာရှင်နဲ့စားလုံးငတ်တာစင်နဲ့နေပြီးကာယံတူတယ်အထက်ဆုံးကအပိုက်မှာမပန်ရလဲမပန်ရှင်နဲ့မလိမလာမှာကာယံမယူဘဲနဲ့ထားခဲ့တော့တွေ့ရတယ်ဒုတိယအပိုက်နဲ့တတိယအပိုက်မှာရှင်ကိုဆက်ပြီးကာယံပြရတယ်ချွေစဉ်စတဲ့တီးမဲ့ကျွေးတေဆိုတဲ့နေရာအေအတန်ကိုယူတယ်ကျွေးဆိုတဲ့အေအတန်နဲ့ညီရဲတီးမဲ့ကျွေးသည်တပြေတီးကိုပြေဆိုတဲ့ကာယံတဝေထိုးအတန်ပါနဲ့တဝေထိုးနဲ့ထွက်တဲ့အတန်ကိုယူတယ်တီးမဲ့ကျွေးကိုတီးဆိုတဲ့ဒီနေရာမှာဆုံးလာတွေ့လားကာယံတရွဲ့ဆုံးရနှစ်နေရာနဲ့တက်နေရာတိုက်နေရာနဲ့နှိုက်နေရာနဲ့ဆိုကာယံဆုံးတယ်လို့ပြောတယ်မဟုတ်လားကာယံဆုံးကြီးညံပါရတဲ့မှာရှိတဲ့၄နေရာကာယံယူလို့ဆိုတာပြောတယ်မဟုတ်လား၄နေရာသုံးမဟုတ်၃နေရာလို့ပြောထားတယ်နော်၄နေရာအများသောအဖြစ်ယူတယ်အခုဒီနေရာမှာထူးထူးခါခါ၃နေရာစာယူထားဆိုတွေ့ရလားတီးကိုမယူဘဲနဲ့တီးကိုယူတယ်တီးဆိုကြဟိုမှာဂရီဖုံးဂရီကဂရီကိုယူတယ်လုံးကြီးတင်ဆန်ခတ်ဝက်စာပေါက်အတန်ဤအတန်ပါတီးဂရီနှစ်ခုယူတယ်နှစ်နေရာဖက်တဲ့အတွက်ကြောင့်ကာယံကိုဆုံးတယ်ဆုံးပြီးရတူဆိုတဲ့အတန်နောက်ဆုံးက၄လုံးမြောက်ကကာယံကိုယူတယ်ငါဖို့ဟူ၍တူနဲ့ဟူနဲ့နောက်တစ်ခုကယူနဲ့၄ 3တိုက်ကာယံဖိုက်တယ်၄ 3တိုက်ကာယံတော့ဖိုက်တယ်ဖော်ရှင်းတို့လေဖော်ရှင်းတို့နောက်တစ်ခုက